အားလုံးမင်္ဂလာပါခင်ကိုကြီးဝင်းဘယ်ပြိုင်ပွဲတွေမှာဆုရဖို့ပါလဲကျွန်တော်အင်ဂျင်တော့မှရခဲ့ပါတယ်ခင်ဗျာတခြားပြိုင်ပွဲတွေမှာရောရခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့ကိုကြီးဝင်းဟာအခုဆိုရင်3ပုတ်တန်းအဆင့်မှာဘာဝင်ရှင်ပြိုင်မှာဖြစ်ပါတယ်ကိုကြီးဝင်းပေးထားတဲ့တခြင်း3ပုတ်ကအမတ်စဉ်1တန်တရာတကွေဝယ်အမတ်စဉ်2မပြည့်လေသောကိုစုတောင်းအမတ်စဉ်3ပန်းလိုရင်အပင်ကိုပြိုးပါဆိုပြီးတော့မြန်မာတန်တဲ့တခြင်း3ပုတ်တည်တံပေးထားတာဖြစ်ပါတယ်ကျွန်တော်ပြန်ကြည့်ကြပါမယ်1တန်တရာတကွေဝယ်2မပြည့်လေသောကိုစုတောင်း3ပန်းလိုရင်အပင်ကိုပြိုးပါမဲနိုင်ပြီပါကိုကြီးဝင်းမဲနေတဲ့ခါမှာအမတ်စဉ်1ကြပါတယ်ရှင်မြဲမဲ့တေးချင်းလေးရဲ့အမည်ကတော့မပြည့်လေသောကိုစုတောင်းလို့အမည်ရပါတယ်ခင်ဗျာနားဆင်ကြည့်ပါဆောင်းနေတဲ့ပြောင်းရွှေ့ခြင်းဒီဝေသွဲနေအမင်းဝေခြင်းပင်မြင့်စံတဲ့ဝေတဲ့ခင်မေကိုလုံးဆောင်းရှိရုံနဲ့သူမယနန်တဲ့တင်းကြံနိုင်ပြီလမ်းမစိမ်မြချေစီလာတာတဲ့ခိုင်လာရောက်ကိုသူကြိုက်ပါ၍မောင်းမိုက်လွန်ကနေကြည်လာတော့လာတာကမေ့နိုင်အားသည်ဒုသားလေးသမျှကိုမှဖြစ်သည်လွန်ရရှိ၍ဒီပါနိုင်ငါပွင့်ပိုင်းငယ်လဝဲခိုင်ကစိတ်နေထမ်းလျက်ခဲဝင်သည်စောင်းဟင်မှာအခါဆိုင်ရင်တစင်ပန်းတွေပွင့်ပါစို့ပါဒီဝေသွင်းနေမင်းလွေခြင်းရန်တော်ပင်မြင့်စံနဲ့မွေတပင်ခင်မင်ဖို့လုံးဆောင်းရှိန်ုံတဲ့သူမယနန်တင်းကြံနိုင်ကြီးလမ်းမစိမ်မြချက်စီလာတာတဲ့ရဲ့အခိုင်လာရောက်ကိုသူကြိုက်ပါ၍မောင်းမိုက်လွန်လာနေဒီလာတော့လာတာကမေ့နိုင်အားသည်ဒုသားလေးသမျှကိုမှဖြစ်သည်လွန်ရရှိ၍ဒီပါနိုင်ငါဝင်ပိုင်းငယ်တဝဲတိုင်ကစိနေထမ်းလျောက်တဲ့ဝင်သည်စောင်းဟင်မှာအခါဆိုင်ရင်တပင်ပန်းတွေဝင်ပါတို့ပါငွေနေရဲ့မောင်းဒီညရင်တုံတော်တညချစ်ခွန်ဝေရှောလာမင်းရဲ့ရှစ်အောင်ချစ်တဲ့နောင်ရဲ့မေပါကြီးမြောက်လေးတုံချမ်းချမ်းရှာအေးရှာရုံရှင်ဝဲထွေးကနှွေးစီပါသည်နေမကြသေးချောင်းပန်းမြစ်သူမြတ်ပန်းခိုင်းခုတိုင်ရောက်ကြီးရှောက်လိုပါသည်ဒီလိုဆောင်းကိုရောက်ရင်နေမကြသေးချောင်းဆူတောင်းနေပါဒီနေ့ဒီမိုးတွေပြောင်းရင်ဒီဆောင်းကိုလည်းရှောက်လာပြီအုံလုံးအမြင်
ဆောင်းရောက်ရင်တည်င်းပွင့်မြင်နှင်းကြရင်စုတောင်းမပြည့်ခဲ့ ရှင်ရှားစာဝင်းတိငါလေသူ့အသိမှာဟင်္ဒရာအောင်တီဝင်းဆိုတဲ့အဆိုတော်တယောက်ခဏတိုင်းရှိနေသေးပါဆိုတဲ့အကြောင်းမပြည့်လေတော့ကိုဆူတောင်းတချင်းလေးနဲ့အခုလိုဒီနွေဒီမိုးတွေပြောင်းရင်ဒီဆောင်ကိုလည်းလျှောက်လာလေအုံတော်မြေတောင်းရောက်ရင်တည်င်းပွင့်မြင်နေကြရင်စူတောင်းမပြည့်ခဲ့